ဒီမှာကကျူစာဦးစနီးမောင်နှံနဲ့ဦးပါရှင်ခုတော့အိတ်ထောင်ဆယ်ဘဝပူပူနီးလေးပါရှင်အိမ်မှာဆိုရင်ဒီချိန်ဆိုရင်ဟန်ပြင်းနေတဲ့ချိန်ခုတော့အလုပ်တွေလုပ်ပြီးကျန်းသိမ့်နေရပါရန်ကတို့ရင်ဒီနေ့ကိုပေးတဲ့ဈေးဘူးကမလောက်ပါဘူးငါဝယ်ရမလားจิตတဝယ်ရမလားမသိပါဘူးကိုခွေးပြူရဲ့ပိုက်ဆံကဒီလောက်ပါလို့ဒီလောက်ပဲယူတော့နော်ပိုက်ဆံကမလောက်ပါဘူးရပါတယ်ခင်ဗျာဒီနေ့အတွက်ဈေးဘူးကမလောက်သေးဘူးပဲငါထပ်ဆာမရမယ်အော်မိမလာခေါ်နေပါလားမိမအဘာဖြစ်လို့လဲဟင်မဟုတ်ပါဘူးကိုကြီးပိုက်ထက်အောက်တလို့ဖြစ်နေလို့ပါနောက်ဆုံးတော့ငါကလေးဖြစ်ပါပြီဟာကိုနဲ့လည်းအလောက်ကလုံးမရမှန်လေငါရဲ့သမီးလေးအတွက်